နေပါဦးကွာရှယ်နာနဲ့မင်းနဲ့ဟာဘာ နှစ်ကိုယ်လူချစ်တရာပွားမေတ္တာထားတဲ့အဆင့်ကိုရောက်နေပြီကွာမကြမီစူလျာရက်ပက်လက်ထပ်ဖို့ရေးအထွေးအကူကိုတတိပေးတော့မှာကွာငါတော်စိတ်ကူးရင်နဲ့ကောင်ပဲဟမ်ရှယ်နာငါနဲ့လက်ထပ်မှာ ဟာအထွေးကမနောက်ပါနဲ့ ဟာတီပြောနေတာနောက်နေရမဟုတ်ဘူး ဟာမဟုတ်ဘူးလေကွာအထွေးမှာမြတာလေးရှိတယ်လေကျန်တာနဲ့ကိုအထွေးဘက်ဘောကျူတာမဟုတ်လား မရတော့ဘူးငါစိတ်ပြောင်းသွားပြီမိန်းမနဲ့အရက်ဆိုတာယောက်ျားတွေဘလောက်ကြီးကြီးငယ်ငယ်မှုရရှိဝေစေတယ်ဘဝမှာအရန်ပင်ပန်းလာတဲ့ခါမှာကိုယ့်ထက်အသက်15နှစ်လောက်ငယ်တဲ့မိန်းမချောချောငယ်ငယ်လေးရဲ့ရင်ဝဲမှာပြိုလဲလိုက်ချင်ပြီကွာ အထွေးတကယ်ပြောနေရမင်း ဟာမင်းကြားတဲ့အတိုင်းပဲမင်းထင်တဲ့အတိုင်းပဲ ဖိအေးဘောကွာတချင်ကမင်းမေပြောခဲ့ဘူးလေမွေးသားသားဇယိုက်ဆိုတာအခုမှပေါ်လာတာကွာခွေးစိုးတကောင်ဘလောက်ပဲလိမ္မောင်းတင်ခွေးလိမ္မာတကောင်ဘယ်တော့မှဖြစ်မလားခွေးမိကောက်ကြည်တော့စွတ်စွတ်စကားလည်းရှိနေတာဟုတ်ကွာဟဲ့လောကကြီးမှာအခြေအနေနဲ့အချိန်ခါကိုလိုက်ပြီးမပြောင်းလဲတဲ့သူဆိုလို့အယူနဲ့မတော်ပဲရှိတယ် လူကောင်းမတယောက်ရဲ့နှလုံးသားသူ့ရဲ့ပါးစပ်မှာရှိတယ်ကွာလူကောင်းတယောက်ရဲ့ပါးစပ်ကသူ့ရဲ့နှလုံးသားမှာရှိတယ်ငါလူကက်ခက်အရင်ညံ့သွားပြီအထွေးဟာတက်မောင်ထွေး အမှန်အားလုံးကအမြဲတမ်းထုတ်ပြောနေဖို့မဟုတ်တာလောကမှာလှုပ်ဖို့ခက်ခဲဆုံးရာ၃ချက်ရှိအဲ့ဒါတွေကဒဏ်ရာတစ်ခုကိုမေးပြဖို့လျှို့ဝှက်ချက်တစ်ခုကိုမပေါက်ကြဘူးဘဝမှာတန်အောင်အဲ့ဒီကနှစ်ချက်ကိုငါထိမ့်သိမ့်ထားနိုင်ပြီလားဘဝမှာတန်အောင်နေဖို့ပဲလိုတော့တယ်။ဟဲ့မှန်အောင်တော့မနေနိုင်ဘူးကွာ အေးပေါ့ကွာမြေခွေးတကောင်ကသူ့ရဲ့အမွှေးတွေကိုပဲကြွချင်ကြွမယ်သူ့ရဲ့ကောက်ကျစ်မှုတွေဘယ်တော့မှမစွန့်လွတ်ဘူးကွာငါကြားဘူးရဲ့စကားလို့ပေါ့ကွာရွှေကိုမီးနဲ့စမ်းတတ်ရလို့လူကိုရွှေနဲ့စမ်းတတ်ရတယ်ကွာရှက်စရာကိုရှက်ရကောင်းမှမသိတာမှပို့ပြီးရှက်ဖို့ကောင်းတာကွာ ။ဟေ့နေရောမင်းပြောနေတာကြီးပြောပြီးထားမသွားနဲ့လေ။ခါပြောရလဲနားထောင်သွား။လူတွေအားလုံးကအမြဲတမ်းပထမကြည့်တော့မဖြစ်နိုင်ဘူးလေကွာ။အေးမင်းတိထားမှာကအနာဟောင်းဆိုတာသွေးထွက်လွယ်တယ်ကွာ ဘာပြောလဲဆိုင်းညွတ်အထွေးကရတနာကိုတကယ်လက်ထပ်ဖို့ဆုံးဖြတ်လိုက်တယ်ဟုတ်လား ဟုတ်တယ်သူ့ပါဇက်ကအတိအကျပဲပြောတာနေလူအထွေးကအိမ်တော်ကြီးကိုစီးပွားရေးနဲ့ချိတ်ဆက်ထားတဲ့အချောင်သမားပဲ အထွေးကအဲ့လိုလူမျိုးဟုတ်ပါမလား မြတာလီရဲ့နင်ကငါပြောတော့မှမယုံတာနေလူနဲ့တိတ်ထင်ကြီးနေတာပဲတကယ်တော့ तू ကအတိတ်ကိုမသိအနာကမရှိတဲ့လူသားအဲ့ကြောင့်အရင်တော့ငါသူ့အနေနဲ့ပတ်သက်မှစိုးရိမ်ပြီးနှိတ်ချလောင်ပြောင်းခဲ့တော့ပြဿနာဖြစ်ခဲ့ဘူးမဟုတ်လား အဲ့ဒါကြောင့်အထွေးကနင့်ကိုပြန်လက်စားချေနေတယ်လို့ထင်နေရလားဆိုင်းညွတ်အောင် အဲ့တော့ပြဿနာဖြစ်တော့ငါဖေသိသွားတော့ငါဖေကအထွေးမှမိဘအရင်နေမရှိတော့လို့ဒုက္ခရောက်လာတဲ့သူဘယ်တော့မှနှိတ်ချပြောဆိုမဆက်ဆံရဘူးတဲ့အဲ့နောက်ပိုင်းအထွေးလိုအပ်တာမှန်သမျှကိုငါကူညီပေးဖို့ဆုံးဖြတ်ခဲ့တယ်နောက်ဆုံးဟာနင်းနဲ့သူနီးစပ်ဖို့တော့အမျိုးမျိုးငါကူညီဆောင်ရွက်ပေးခဲ့တယ်ဟာအခုတော့ငါအတဲကိုခွဲတာငါနဲ့ရန်နာချစ်ချင်းကိုခွဲတာတရားသလား အေးပါဆိုင်းညွတ်အောင်ရယ်ဟိုငါအထွေးကိုတွေ့ပြီးတော့တေချာမေးကြည့်လိုက်ပါမယ်ဒါမျိုးတကယ်ဟုတ်လို့ကတော့
ငါလည်းခွင့်မလွတ်ဘူးဆိုင်းညွန့်အောင်နဲ့ရန်နာတို့အချစ်ခရီးလာဖြောင်ပြူးနေပြီဆိုတာမှာမောင်ဘာလို့ရန်နာနဲ့လက်ထပ်ဖို့ဆုံးဖြတ်လိုက်ရတာလဲ တမလွန်ကကိုယ့်ရဲ့ဝေးစားမိခင်ဖြစ်စေခြင်းနဲ့နောက်ဆုံးဆန္ဒကိုလိုက်နာဖြည့်ဆည်းပေးတဲ့သဘောပါ ဟုတ်ရဲ့လားမတခြားဘာအကြောင်းမှမရှိဘူးပေါ့ ကိုယ်ဆုံးဖြတ်ချက်မှားသွားလာတာလေမှားသွားရင်လေရတနာပေါ်မှာထားတဲ့စေတနာအမှားပဲဖြစ်မှာ စေနာကြောင့်မဲမမဘာကြောင့်မဲမမအမဘယ်တော့မှအမှန်ဖြစ်မလာဘူးမအမားနှစ်ခုပါဝင်တာအမှန်တစ်ခုဖြစ်မလား အမှားမှန်ကွာဧကန်ချမဆိုတာကရဲရင်းတဲ့သူကိုပဲမျက်နှာသာပေးတာ ဟုတ်တယ်လို့ဘလို့ဆက်ဆံနေရလဲ အမောင်လေးမှာတော့မိမရဲ့အားလုံးဟာတူတူပါပဲ ဦးလေးထွေးရတနာကိုလက်ထပ်မလို့ဆိုအဲ့ဒါတကယ်ပဲလား ဟုတ်တယ်လေအဲ့ဘာဖြစ်လို့လဲ မဟုတ်တာပဲဦးလေးထွေးရဲ့ ဟာဘာမဟုတ်ရမှာလဲဖုတ်နေတာပဲဟုတ် အရင်ကရတနာဦးလေးထွေးကိုလက်ထပ်မယ်ပြောတော့ကဦးလေးထွေးပဲမြတာလီကိုအကြောင်းပြဆိုင်းညွန့်အောင်နဲ့နေရာချခဲ့ပြီးတော့အခုမှရတနာကိုလက်ထပ်ချင်တယ်ဆိုပြီးအသေးအတန်ဖြစ်နေတော့ရတနာတော့နားမလဲတော့ အချစ်မှာမျက်စိမရှိဘူးဆိုတာမှန်ပါတယ်ဒါပေမဲ့အုံနောက်မှာတော့မျက်စိရှိတယ်လူဆိုတာမှားတတ်ကြပါတယ်လူတိုင်းမှားတတ်ကြလို့လေခဲတံလေးတွေရဲ့နောက်မှာခဲပြက်လေးတွေတက်ပေးတာစစဒါပေမဲ့တချို့အမှားတွေကြတော့ခဲပြက်နဲ့ဖြတ်လို့မပြတ်နိုင်တော့ဥပမာရေနာတို့မိသားစုပဲကြည့်ဟာခင်ဖြစ်သူဟာအိမ်အောင်ဦးစီးတာဝန်မကြည့်ဘူးအရက်ကိုပဲအဖော်ပြုတ်ပြီးမိသားစုကိုတစ်စက်ကလေးမှငဲ့မကြည့်ခဲ့တော့ရေနာလည်းမဖြစ်တဲ့နာဖြစ်ခဲ့ရပြီဟောသူမိမကိုပဲကြည့်အိမ်အောင်ရှင်မိမတိုင်းကအိမ်ရှင်မမဟုတ်ဘူးဆိုတာသူ့လိုလူမျိုးပြောတာရေနာလည်းသိပါတယ် ဒါပေမဲ့ကိုနဲ့ပတ်သက်တဲ့လူတွေအပေါ်မှာတော့ဂယုဏစိတ်လေးထားတဲ့နယ်လို့မထင်ဘူးလားရတနာကတော့လေကိုဆိုင်းညွန့်အောင်ရဲ့မေတ္တာတရားကိုလုံးဝဥပက္ခမပြုတ်နိုင် တာဝန်ထမ်းနိုင်တဲ့သူတွေကိုပဲလောကကြီးကတာဝန်ကိုယုံယုံကြည်ကြည်နဲ့အနေစမြဲပဲ သမီးရောမမြင်ပါဘူး အာသမီးကမောင်ဆိုင်ညွာလာခေါ်လို့ရွှေဝင်ဖေကသွားဖူးကြတယ် အဲ့ဆိုကိုမင်းကိုမေးရအောင်သမီးနဲ့မောင်ဆိုင်ညောင်နဲ့ချင်းနေဘယ်လိုရှိလဲ ရေတနာကလေခုဆိုရင်မေကိုအားလုံးကိုယုံယုံကြည်ကြည်နဲ့ပုတ်ပွင့်လင်းလင်းတိုင်နေတယ်သိလားမောင်ဆိုင်ညွာအောင်နဲ့ရေတနာမြတ်တာမျှနေအောင်သဘောတူရလားတဲ့ အဲ့တော့မင်းကဘာပြောလိုက်လဲ သဘောတူတာဗောလို့မောင်ဆိုင်ညွာအောင်ကရေတနာဘောဒီလောက်အနုံနာခံပြီးတော့ချစ်ပေးနေတာတကယ်ကိုဖူးစာရှိအစ်စ်မှန်ပဲလို့အနီမေကတော့အရန်သဘောတူရဲ့လို့ပြောလိုက်တယ်ရေနာကလေဖေဖေသိရင်သဘောမတူမှစိုးရိမ်နေတဲ့ ဘာသဘောမတူစရာရှိလဲမောင်ဆိုင်ညောင်တို့လူမျိုးကသမီးလေးကိုချစ်ခင်နှစ်သက်ပြီးတော့လက်ထပ်ကိုကပူပြီးအားရမှသာဖြစ်တော့ပေါ့ပြီးတော့သူတို့အဖေနဲ့ကိုတို့အဖေဆိုတာကလည်းတကယ်ကိုမင်းရင်ဆိုရင်လို့မိတ်ဆွေဆွေစစ်လို့ပြီးတော့ညီကိုတို့ပေါင်းတဲ့နေကြကိုတို့ဒီပင်းတယောက်ကိုပြောင်းလာတော့ကလည်းဆိုင်းညောင်အဖေစီစဉ်ပြီးလို့အဆင်ပြေခဲ့တာအဲ့တော့ကိုကတော့သဘောတူတယ်လို့ညီရပဲပြောလိုက်တာ အဲ့ဒါဆိုသူတို့နှစ်ယောက်လက်ထပ်ဖို့ဟိုမေစီစဉ်လိုက်တော့မယ်နော် ကောင်းတော့ဗော ရှန်နာကိုဘသူနဲ့လက်ထပ်ဖို့စီစဉ်အောင်မလဲ ရ
အထွေးလာနဲ့အတော်ဟိုရတနာကိုလေအထွေးတက်ငယ်ချင်းဆိုင်းညွန့်အောင်နဲ့လက်ထပ်ပေးဖို့တိုင်ပင်နေကြอ่ะ ဟာဆိုင်းညောင်းနဲ့လက်ထပ်ပေးလို့မရဘူးလေမမေစာရဲကအတိုင်းကျန်တော့ကျွန်တော်လက်ထပ်ပါ ဟာအထွေးကမြတာဒီနဲ့လက်ထပ်မှာဆို အေးလေမြတာလီကိုချစ်တာဆိုဟိုမြတာလီကိုပဲတစ္ဆာရှိရှိလက်ထပ်မှာဆိုဘလို့ဖြစ်တာလဲအထွေးရဲ့ မမေရဲ့ဆန္ဒကိုဖြည့်ဆည်းဖို့စဉ်းစားလိုက်တာတနည်းအားဖြင့်ကျေးဇူးဆက်လိုက်တာပေါ့ဗျာ မဟုတ်သေးပါဘူးအထွေးရဲ့ဟိုမြတာလီခမအထွေးကိုတစ္ဆာရှိနှစ်တည်းအကြာကြီးစောင့်နေရလေဟိုမြတာလီတနာပါတယ် ဒီလီအထွေးကရန်နာကိုလက်ထပ်မယ်ဆိုရင်တော့လေကိုကြီးအနေနဲ့ဘာမှကန့်ကွက်စားမှာမရှိပါဘူးဒါပေမဲ့ကာယရှင်ဖြစ်တဲ့သမီးလေးရဲ့ဆန္ဒကိုတော့မေးရလိမ့်မယ်သူဆန္ဒအရေးကြီးတယ်လေအထွေးအနေနဲ့ကလည်းကွာဒီကိစ္စမျိုးဟာဖြစ်တယ်မဖြစ်တယ်နည်းနည်းတော့ပြန်စဉ်းစားအောင် မောင်ဘာဖြစ်သွားတာလဲဘာလို့ရုပ်ရက်စီပြောင်းလဲသွားရတာလဲဒါလေးတည်းရဲ့မောင်နဲ့လည်းမတူတော့ဘူးဒါလေးစိတ်ကတိတ်နေတယ် ဟုတ်တယ်ရတနာတည့်ရဲ့ဦးလေးထွေးလည်းမဟုတ်တော့ဒါမဲ့ဦးလေးထွေးတော့ဦးလေးထွေးပဲ ဟုတ်တယ်ကိုလည်းတစ်ခုထူးခြားနေတယ်လို့ခံစားမိတယ်ဒါပေမဲ့ဒါလေးတော့ပူတိမှာဘာလို့ပြောင်းလဲသွားလဲဆိုတာ လောဘကြောင့်ပြောင်းလဲသွားတာပဲဖြစ်မယ်ရတနာကလေဘဘရေးခဲ့တဲ့စာကိုသူ့ပေးလိုက်တယ် မဟုတ်ဘူးမောင်ကအဲ့လိုလူစားမျိုးမဟုတ်ဘူးဒါလေးတိတ်တယ်ပြီးတော့ကွာခြားချက်တွေလည်းရှိနေတယ် ဒါဆိုဖေဖေကိုသွားမေးကြမလား ကောင်းတာပေါ့ သမီးသူဖေဖေပြောတယ်ရှိရဆိုဘာများလဲ ဦးလေးထွေးသမီးကိုလက်ထပ်ချင်တယ်ဆိုတာဖွားကြီးထားခဲ့တဲ့ရွှေတွေကြောင့်မလို့ထင်တယ်ဖေဖေဖွားရေးခဲ့စာကိုသမီးသူ့ကိုပေးမိလိုက်တာအယမ်းမှားပါတယ်ဖေဖေရဲ့ စာမဖတ်လိုက်ရလို့စာထဲမှာဘာတွေရေးထားတယ်ဆိုတာတော့ဖေဖေကြည့်ကြမသိဒါပေမဲ့အဲ့စာကိုချုပ်ကန်ပြီးတော့သမီးကိုသူအတင်းကျပ်လက်ထပ်လို့မရအောင်သမီးကအသက်20ပြည့်လို့သမီးသဘောမတူပဲဖြစ်ဖြစ်သမီးအုပ်ထင်းသူဖြစ်တဲ့ဖေဖေကခွင့်မပြုဘူးပဲဖြစ်ဖြစ်ဒီစာသူအတင်းကျပ်စီစဉ်လို့မရအောင်သူ့လိုဒူးစံနေအထွေးကအရင်နဲ့မတူတော့တာအမှန်ပဲ ဒါလေးထင်ပြောရရင်အဲ့လူကအထွေးနဲ့တူတဲ့လူတစ်ယောက်ပဲအထွေးမဟုတ်ဘူး ဟမ်အထွေးမဟုတ်ဘူးဘာဖြစ်လို့လဲများတယ် အထွေးကအရင်ကစပိန်မစီတော့အခုမော်တော်ဆိုင်ကစီးနေလို့ပဲ ဟောဒါလေရန်ကုန်ရောက်သွားတဲ့6နှစ်တာအတွင်းမှာတင်လို့ရတာပဲ အထွေးတော်တော်များများပြောင်းလဲကြောက်ပဲသွားတာဒါလေးတွေ့ရတယ် ပြောမယ်ဆိုလို့ပြောချင်စရာမယ်အရင်တော့အေဂျင့်နဲ့အနုပညာသမားအထွေးရအခုဆိုရင်လောဘဒေါသအနေနဲ့ခက်ထန်နေပြီဒီကိစ္စတော့ဒီစကားစိုးစမ်းဖို့တော့တိုးနေပြီ ဟေးအဖေကိုတာတစ်ခုလောက်မေးချင်တော့ ဘာမှမမေ့ဘူးလေ ဟောလေအထွေးရဲ့မွေးစားဖေဥကြော်တော်ဟာဖေအသက်ကြီးကျေးဇူးရှင်တော့ ဟုတ်တယ်လေကိုကျော်တော့ကဘေဘေရဲ့အသက်စဉ်ကကျေးဇူးရှင်လေဟုတ်တယ်ချစ်ခင်လေးသားရတယ်မိတ်ဆွေလို့လေဟုတ်တယ်မီးရတယ် အဲ့ဒါဆိုအထွေးကိုမွေးစားဖို့ခေါ်လာတော့ဘယ်ကခေါ်လာလဲဖေသိရအောင် သိတာဗောတဲ့တည့်ရုံနဲ့မကောက်ဘူးကိုကျော်တော့ကအထွေးကိုမွေးစားဖို့ခေါ်တော့ဖေဖေလည်းပါတယ်လေအဲ့တော့အထွေးလေးကခနဲ့သားလောက်ပဲရှိအောင်မယ်မိရာပူရာယုံဘယ်နှပေါင်းမပါအထွေးလေးကမိသူတဲ့နဲ့ကြီးဆွဲတာကိုကျော်တော့ကကြီးပြီးကိုကျော်တော့ဒီကလေးကိုစိတ်ဝင်စားနေတာ ဟုတ်တယ်ဗျာဒီကလေးလက်ချလက်နာမဆိုးဘူးသူပကြီးကိုတော်တော်စိတ်ဝင်စားဖို့ရတယ်ဒါဆိုကြည့်အောင် ဟုတ်ကဲ့